ထမတစ်ချက်မှာအေရမ်ရဲ့
ဒီစိတ်နဲ့တက်တဲ့နေရာဟာဂျီအစဝတ်ကိုလှည့်ပြီးတော့တက္ဘီရ်နှစ်ခါဆိုမှာအလ္လာဟူအက္ဘာဆိုတာနမဆဲဝင်တဲ့ပုံစံနဲ့အလ္လာဟူအက္ဘာဒုတိယအလ္လာဟူအက္ဘာကကျောင်းနဲ့ကိုနမ်းလိုက်တာဟုတ်တယ်မမိတယ်နော်အဲ့တော့3ယောက်တင်ပြီးအဲ့ဒါလည်းမမိဘူးလားအဲ့တော့သူမေးတာလေအမျိုးသမီးတယောက်ကမီးစိမ်းနာရောက်ခါမှနီးရတော့နီးရနှုတ်ပြီးသွားပြီထားပါတော့ဒါလို့နီးရမလို့သေးဘူးပဲဒါနီးရနှုတ်ပြီးသွားပဲဒါဝင်တော့မယ်အလ္လာဟူအက္ဘာဆိုပြီးတော့တော့တဲ့ဝင်ကနီးမှကိုမကဖြစ်သွားတယ်ဘာလို့မလဲတဲ့အဖြေရလေအဲ့အမျိုးသမီးအမြန်ဆုံးထွက်ပါပြန်ထွက်ပါအမြန်ဆုံးပြန်ထွက်ပြီးဟိုတယ်မှာသွားတော့ဟိုတယ်နေပြန်တော့ဟိုတယ်မှာနားတော့သူ့ယောက်ျားပိုင်သူ့ယောက်ျားကိုပြောနေလောက်ခဲ့တော့ငါတော့ပြန်ပြီတော့မို့ယောက်ျားဖြစ်သူကဒီမိန်းသူ့ဇနီးကိုပြန်ပို့လိုက်ဟိုတယ်ကြီးပို့လိုက်ဟိုတယ်မှာကောင်းတော့ဟာလာဟိုတယ်အခန်းလေးပါရတဲ့ထည့်ပြီးမှသူပြန်လာသူ့ဥမရာသူလုပ်လိုက်သဘောပေါက်လားဟိုပိုင်ကြီးမေးတာအဲ့ဒါပဲဟုတ်လားပြန်ရမှာချက်ချင်းပြန်ထွက်ရမယ်ဒီအမျိုးသမီးဟိုတော့လုပ်ခွင့်မရှိတော့ဘူးအဲ့ပလီဝကျောင်းတော်ထဲမှာအကြာကြီးမနေရဘူးကိုမတတ်တော့ဘူးပြန်ထွက်မြန်အပြစ်လည်းမဖြစ်ဘူးသူလောက်တာမှမဟုတ်တာအလားလောက်တာအဲ့ကြောင့်မြန်ထွက်ဟိုတက်တဲ့အခါကျတော့မှရေချိုးပြီးရေချိုးပြီးဆိုရင်အမွှေးကြိုင်တုံးလို့မရဘူးနော်အခုနတယောက်မေးလာတယ်ကျမတဲ့အဲ့ဒီကိုတန့်သွားလို့ရေချိုးတဲ့အခါမှာခေါင်းလျှော်ရည်အမွှေးရှမ်ပူပေါ့နောက်တစ်ခါအမွှေးကဲနဲ့ကြီးတွန်းလို့ရလားမရဘူးဘာဖြစ်လို့သူအေရန်ထဲမှာပဲရှိနေလို့ကိုမတတ်ရင်လည်းအေရန်ထဲမှာရှိနေတာခင်ဗျားတို့ကြည့်ရတာလေနည်းနည်းလေးဥတူတူတွေတော့ဖြစ်နေပေါ့ဗျာဘယ်လိုဖြစ်နေလဲဥတူတူလေးတွေဖြစ်နေအဲ့ဒါသိသဘောပေါက်ခြင်းတလို့မပေါက်ခြင်းတလို့အဲ့လိုလေးတွေတွေ့တယ်မျက်နှာမှာစိတ်တော့မကြပါနဲ့ဟိုရောက်တာနဲ့လေဆရာပြောတာလေကွက်ပြီးဟာဆိုတစ်ခါလောက်ပြီးတာနဲ့ခင်ဗျာဆရာမကြီးဖြစ်သွားအင်ရှာအလ္လာတစ်ခါပဲလို့ပြီးသွားပြီလက်တွေ့ကြလှုပ်လိုက်တာနဲ့ဆရာတွေဒါဆရာတွေတစ်ခါတွေ့ပြီးတာနဲ့ကလှုပ်ပြီးတာနဲ့ဒါလည်းဆရာပါပဲလို့ပြောမနေ့ကမေးကြတယ်ဘာမှမကြံတော့ဘူးနော်စစ်ဆက်တော့မယ်ဖြည်းဖြည်းလေးပြောမယ်နားလဲအောင်ဥမရာပြီးသွားပြီကျွန်တော်တို့ဥမရာပြီးယာကုဘဥမရာပြီးသွားပြီသဘောပေါက်လားဥမရာဘယ်လိုလုပ်ရလဲသူ့ကိုစစ်ရမယ်အခုလာဘလောင်ဒီနားမှာရပ်ပြီးပြောမက်ခွက်တိုင်ပြီးအဒုက္ခတော့ရောက်တော့မှာသူပြောမှာဒီမှာတက်တာလုတ်ပြီးသားတင်တယ်အဲ့ဒါကူလေငါရဲ့ဒီမှာအခုကြတယ်ဒီလိုလေအခုပြောပြီမနေ့ကကျွန်တော်ပြောပြီးသားစကားလာမင်းနေဒါကျွန်တော်ပြန်ပြောမယ်မနေ့ကပြောပြီးသားစကားလေအမျိုးသားတွေအတွင်းကဘောင်းကြီးဝတ်ခွင့်မရှိပါလို့ပြောတယ်နော်ဒါပေမဲ့ဒီဘက်เนี่ยမေးသွားတယ်ဥ
ပြီးတော့တွာတော့ဒီဟဂျ်ကကိုယ့်ဘက်ကလုံနေတာလားတူတယောက်ဘက်ကလုံနေတာလားကိုယ့်ဘက်ကဆိုမိမိကျွန်တော်မျိုးမှဟဂျ်ပြုပါ၏ပေါ့တော့မို့အဖေအတွက်လုံတယ်စားပါတော့အမေအတွက်လုံတယ်ဆိုလေအမေဘက်ကကျွန်တော်မျိုးကျမအမေဒေါ်စာရာဘီပေါ့ဒေါ်စာရာဘီဘက်ကကျွန်တော်မျိုးမှဟဂျ်ပြုရန်ရည်ရွယ်ပါ၏ဒေါ်စာရာဘီကိုစားကျွန်တော်မျိုးမှဟဂျ်ရဲ့အလုံးစုံဒီအမိန့်ပညာချက်ကိုဒေါ်စာရာဘီကိုစားကျွန်တော်မျိုးမှအဲ့ဒါပြုပါ၏အခုခင်ဗျားတို့ကကိုယ်တိုင်ပြုတာမဟုတ်လားအဖေတွေအမေတွေဘက်ကမဟုတ်ဘူးမဟုတ်လားကိုယ်တိုင်ပေါ့ကိုယ်တိုင်ဆိုလို့ရှိရင်ကိုယ့်ဘက်ကကိုပြောပြီးတော့ဒွါရှိတောင်းမိမိအတွက်မိမိမိသားစုအတွက်ဆွေမျိုးညာတကာတွေအတွက်ဗမာပြည်အတွက်ကမ္ဘာမွတ်စလင်တွေအတွက်ယောဂသည်တွေအတွက်မပြေလည်တဲ့သူတွေအတွက်အားလုံးအတွက်ဒွါတောင်းပြီးတော့ပြီးသွားပြီလေအခန်းထဲမှာပဲနေတော့ခင်ဗျားတို့ group leader ပြောလိမ့်မယ်အေရှာပြီးရင်အထုပ်တွေယူပြီးတော့အောက်ဆင်းနေပါကောင်တာကိုဆင်းခဲ့ပါအေရှာပြီးဘယ်နှချိန်ဆင်းခဲ့ပါဆိုအထုပ်သာယူထားလိုက်အထုပ်သေးသေးလေးယူနော်အထုပ်ကြီးလောဘကြီးပြီးတော့မတည်သွားနဲ့ဟိုမှာလမ်းလျှောက်အောင်ပါအဲ့အထုပ်လည်းခင်ဗျာဘယ်လိုလမ်းလျှောက်မလဲလမ်းလျှောက်အောင်ပါအဲ့ဒါကြောင့်အထုပ်မတည်သွားနဲ့ဒါအမျိုးသမီးတွေအခန်းထဲမှာပတ်ပါခင်ဗျားတို့ကလည်းအခန်းထဲမှာပဲပတ်ပါပတ်လိုက်တော့ပတ်ပြီးအမျိုးသမီးတွေကဲ့သို့ပဲငါတော့ဟာရမ်လည်းမသွားတော့ဘယ်မှမသွားတော့ငါဒီမှာပဲနမနရကာဖတ်မယ်နမနရကာဖတ်ပြီးတော့တလ်ဘီယာဆိုမယ်တလ်ဘီယာဆိုပြီးတော့နီယတ်လုပ်ပြီးတော့နီယတ်လုပ်ရမှာပေါ့နော်နမနရကာဖတ်ပြီးနီယတ်ပြီးတော့တလ်ဘီယာပြီးတော့ဒွါတောင်းပြီးရင်ခင်ဗျာမော်ရပြစ်သွားပြီအေရန်ပတ်ပြီးသားဖြစ်သွားပြီအေရန်မြတ်စီကံချက်တွေလိုက်နာရတော့မှာနော်ချီပမိုးအုပ်စေတဲ့ဖဏမစီရဘူးခေါင်းမဆောင်ရဘူးအမွေးကြိုင်မလိမ့်ရဘူးချုပ်တယ်မဝေးရဘူးဒါမျိုးတွေပေါ့အမျိုးသားတွေပိုကောင်းတာကိုကျွန်တော်ပြောမှာအေရန်ပတ်ကောပတ်ပြီးဘယ်သွားမလဲဆိုတော့ဟာရမ်သွားလိုက်ဘယ်သွားမှာဟာရမ်မစဂျစ်ဟာရမ်သွားပြီးတော့နဖလ်တဝါဖ်တစ်ခုယူလိုက်နဖလ်တဝါဖ်တစ်ခုပတ်လိုက်ခုနပတ်လိုက်ပတ်ပြီးတော့မှနမနရကာအေရမ်အတွက်ဖတ်ဒီမှာမဖတ်နဲ့ဟိုတယ်မှာမဖတ်နဲ့အမျိုးသားတွေပိုကောင်းတာပြောတာနမနရကာဖတ်ဟာရမ်မှာပထမတဝါခုနပတ်ပြီးမှနမနရကာကဝါဂျစ်နဝါနရကာဖတ်မှာနော်တဝါအတွက်ဖတ်မှာပြီးမှအေရမ်အတွက်နရကာဖတ်ပထမရကာကုလ်ယာယုလ်ကာဖီရဒုတိယရကာကုလ်ဝလ္လာဟ်ဟိုတဝါအတွက်ဖတ်တဲ့နရကာမှာလည်းဒီဆူရာပဲတွေ့မှာအဲ့ဒီပြီးမှခင်ဗျားဘာလုပ်မလဲနီယတ်လုပ်မယ်ဘာနီယတ်လုပ်မယ်ကျွန်တော်မျိုးဒီဟဂျ်ပြီးမှယူရပါ၏အလ္လာဟ်ရကူမှုကြီးမြတ်တော်မူပါအလ္လာဟ်ကဘူလုပ်တော်မူပါပြီးတော့မှလက်ပိုက်ဆိုအဲ့ခင်အမျိုးသမီးတွေခင်ဗျားဘာတာသွားတော့တော့ခွန်ဘရသွားတယ်လေမပြောလည်းမပြောအမျိုးသမီးတွေကဟိုတယ်မှာပဲပတ်ပြီးထိုင်းနေမှာကောင်းပြီခင်ဗျားမေးမယ်တယောက်ကဆေးရကျွန်တော်ကသွားပြီးတော့နဖလ်ဥမရာနဖလ်တော့မလုပ်တော့ဘူးကျွန်တော်ဇနီးနဲ့ပဲဘယ်မှာဟိုတယ်ထဲမှာပဲအေရန်ပတ်မယ်နမနရကာဖတ်မယ်နီယတ်ချီမယ်ပြီးရင်တလ်ဘီယာဆိုမယ်ပြီးရင်ဒွါတောင်းမယ်
ယ်တစ်ခါမှရသုံးခါဆိုပြီးမှရမနေ့ကကျွန်တော်ဥမရာခါမှာအဲ့ဒါပြောဖို့မေ့သွားတယ်အဲ့ဒါပတ်ပြီးတွေကဆရာလက်ပိုက်ဆိုနေရမယ်လေမြန်ပေါ်မှာလည်းဆိုနေရမယ်ဂျက်တာလေစိတ်ရောက်ရင်လည်းဆိုနေရမယ်ပစ္စည်းတွေသွားရွေးနေရင်လည်းဆိုနေရမယ်ဘတ်စကားပေါ်တက်ရင်လည်းဆိုနေရမယ်ဘတ်စကားပေါ်ထိုင်ပြီးရင်လည်းမကမရောက်မချင်းတဝမစမချင်းဗျဟိုတယ်ပေါ်တက်တယ်ဆိုနေရမယ်လက်ပိုက်ဟိုတယ်ပေါ်ဆင်းလာတယ်ဆိုနေရမယ်ဘယ်ချိန်ထိဆိုမှလဲတဝမီးစိမ့်ရောက်တဲ့အထိလက်ပိုက်အလ္လာဟူမလက်ပိုက်ဆိုနေတစ်ချိန်လုံးလည်းမဆိုနိုင်ပါဘူးနားလိုက်ဆိုလိုက်ပေါ့နားလိုက်ဆိုလိုက်အဲ့တော့အခုကျွန်တော်ပြောမယ်ကျွန်တော်တို့ဟာဇီလ်ဟဂျ်လ9ရက်နေ့ညကိုခင်ဗျားတို့ဘယ်ခေါ်သွားမှာမင်းနာသွားပြီမင်းနာသွားရင်အတတ်နိုင်ဆုံးအင်ကြီးတစ်စုံပေါ့ယောက်ျားလေးတွေမိန်းကလေးတွေကတော့နှစ်စုံလောက်လိုမယ်ထင်တယ်နှစ်စုံလောက်ပေါ့မိန်းကလေးယောက်ျားလေးတွေကတစ်စုံရပြီအောင်ဆိုတော့ဇီလ်ဟဂျ်လ10ရက်နေ့ကျခင်ဗျာအေရမ်ဟိုမင်းနာမှာချွတ်မှာအေရမ်ဘယ်မှာချွတ်မှာမင်းနာမှာချွတ်မှာဆိုတော့ခင်အင်ကြီးတစ်စုံပါမယ်လုံကြီးတစ်တဲအင်ကြီးတစ်တဲပါမယ်မိန်းကလေးတွေကတော့နှစ်စုံလောက်ယူပေါ့နောက်လေကောင်းအောင်ပဲကောင်းတယ်ကောင်းကြီးဘယ်အတဲ့ပါလေကောင်းမှုတ်တဲ့လေကောင်းလေကောင်းအောင်နဲ့ဖြာတစ်သေးလေးတစ်ချက်ပေါ့ဆောင်းပါပါလေးတစ်ထည့်ရပြီပြန်ပြောမယ်လေကောင်းအောင်ရဲ့ဆောင်းပါပါလေးတစ်ထည့်ရဲ့မိန်းကလေးတွေကခြုံထားရမယ်လေအိပ်ပြီဆိုခြုံထားရမယ်လေနောက်ပြီးတော့အင်ကြီးကခင်ဗျားတို့ကနှစ်စုံယောက်ျားတွေကတစ်စုံကျုပ်တွေဘာတွေကိုယ့်ကိုခေါင်းတုံးလို့ရအောင်ကျုပ်တွေဘာတွေထက်တောက်ဆေးတွေဘာတွေထက်တောက်ဆေးအင်္ဂလိပ်ဆေးတောက်ဆေးတွေရှိတော့လားအဲ့ဆေးတွေထက်တော်ပြီအဲ့လောက်ပဲဟာအထုပ်ကြီးခင်ဗျာမလွယ်ဘူးပြန်လာတာတွေလမ်းလျှောက်ရမှာဘယ်ကနေဘယ်ကိုလမ်းလျှောက်ရမှာမင်းသားကနေမကာတိခင်လမ်းလျှောက်ရမှာအဲ့အထုပ်ကိုဘယ်မှာသွားပြစ်မလို့ပြည့်ရက်လားမင်းငါဟောင်းလေးငါမပြည့်ရက်ပါဘူးအဲ့လိုပြောငါထမိန်အောင်လေးမလေးငါမပြည့်ရက်ပါဘူးတော့ဆိုအဲ့လိုအကုန်တဲလာမှာခင်ဗျာတေဒီကတော့တဲပါပဲဆိုဒုက္ခကမှာအဲ့ကြောင့်အတတ်နိုင်ဆုံးပစ္စည်းကိုလျှော့ရပါဆေးတော့မမေ့နဲ့နော်ခေါင်းကိုက်ပြောက်ဆေးရအောင်ထဲအပြင်းစားရတယ်အပြင်းစားပါရာစီတာမောကောင်းထည့်တာခေါင်းတွေကကိုက်ဖို့ရှိတယ်နော်အရေးတွေကပြက်သွားဝင်းပိတ်ဆေးတွေဘာတွေရှောင်ကားတော့ဝင်းပိတ်ဆေးမတော်တဆငရုတ်သီးကြောတွေကျွန်တော်တို့ဗမာပြည်လူတွေကဘယ်တော့သွားငရုတ်သီးကြောပါတယ်အားလုံးမှာငရုတ်သီးကြောအဲ့မှာသွားပန်းပြီဆိုတော့ခင်ဗျာတေဖို့သာပြင်ထားပြီပါလားအိမ်နာမှာဘင်္ဂလားဒေ့ရှ်ရောဆီရီလင်ကာရောအိန္ဒိယရောအာဖဂန်နစ္စတန်ရောသွားတန်းစီမှာရှေ့လူအစိတ်တော့တန်းစီပြီးခင်အဲ့မှာ line နဲ့သွားတယောက်ဝင်သွားရင်မထွက်တော့ဘူးနောက်တယောက်ဝင်သွားရင်လည်းမပြီးတော့အဲ့တော့အိမ်သာမတက်ရရင်မကောင်းဘူးလားအဲ့တော့ခင်ဗျားသွားနေသီးကြော်တွေသွားစားအဲ့မှာပိုက်ပေါက်သွားအသေးကြီးအဲ့မှာအတတ်နိုင်ဆုံးအိမ်သာမတက်ရအောင်လားဆင်ကျင်ပြီးတော့အဲ့တော့မင်းနာရောက်သွားပြီတယ်လ်ဘီယာတွေဆိုပြီးရောက်သွားပြီကိုကက်မှာကိုနေရာယူတခုကျွန်တော်ပြောပြနေတယ်အဲ့ဒီရောက်သွားလို့ရှိရင်လေလူတွေထဲမှာလေတယောက်နဲ့တယောက်ကိုညီခြင်းစိတ်ရိုင်းမဲခြင်းစိတ်ပျောက်သွားတယ်အားလုံးပဲကိုညီလာပါဒီမှာခင်ဗျားအရင်အိပ်ပါခင်ဗျားနေရာယူလိုက်ပါခင်ဗျားနေရာကောင်းယူပါကျမဘေးမှာရတယ်လမ်းပေါ်ယူလဲရတယ်6လမ်းမှာယူလဲရတယ်အမားကြီး
ပါဠိနဲ့ဖတ်လိုက်ဖတ်ပြီးတော့ဘာလို့နာစတာဒါလို့ဆိုခင်ဗျာနာစတာစားခြင်းနေပြီလက်ဖက်ရည်သမားလည်းလက်ဖက်ရည်တောက်ခြင်းနေပြီလက်ဖက်ရည်တွေပါလိတောက်ကောင်းကောင်းဆွဲဘယင်ပေးရင်ပေးမှာပေါ့မွာလင်ပေးရင်ပေးမှာပေါ့မပေးရင်လည်းကိုယ်ဂရုလီဒါပေးမှာပေါ့စားပြီးရင်ဘာလုပ်မလဲစားပြီးရင်အိတ်တော်မနေ့ဖကြစ်ပြီးရင်နာစတာလုပ်ပြီးရင်ကောင်းအိတ်လိုက်တော့ဘာဖြစ်လို့ဆရာအိတ်ခိုင်းနေတာတော့ဒီလောက်မွန်းတိန်ပြီးရင်ခင်ဗျာအိတ်ခွင့်မရှိတော့အဲ့ဒါဝကူဖေအာရဖာစတာဟိုဒီချိန်ကိုကောင်းကောင်းနာအဲ့ချိန်ကြီးတော့ပြဟိုရှူနဲ့တော့ပတ်မနေနဲ့အဲ့ဒါဖားမယ်ချိန်မဟုတ်ဘူးကျွန်တော်တို့တစ်ခါသွားတော့လေအာရဖာရောက်တော့လူတွေမအိတ်ဘူးတက်လားဟာအာရဖာရောက်ပြီဟဲ့ဆိုတာကျွတ်ပြတညလုံးပတ်တော့တာအဲ့မလို့ဘူးတကယ်ဝကူဖလုပ်တယ်ကြာအိတ်နေလေမွန်တိန်တဲ့အခါကျတော့ညတညလုံးမအိတ်တာတော့ခုကျိုးသွားတယ်အားလုံးအီဘာဒတ်တွေလို့သူအိတ်နေမဟုတ်ဘူးအဲ့ဒါမားနေအာရဖာနေ့ညအိတ်မနေ့ကျရင်လည်းနာစာလုပ်ပြီးဘာလို့အိတ်တော့တရေကောင်းကောင်းအိတ်ပြီးရင်7 နာရီလောက်ကြာရင် ready အခုစခင်ရသွားတဲ့ပန်းနိုင်ကြီးအခုရောက်တော့မှာအဲ့ဒါစတော့ခင်ဗျဘဝမှာတံပိုးအရှိဆုံးအချိန်အဲ့ဒါပဲအဲ့ဒီအချိန်အတွက်ခင်ဗျကိုအိတ်ခိုင်းနေတာအဲ့ဒီအချိန်အတွက်စားခိုင်းနေတာ7 နာရီဘွယ်12 နာရီနေမွန်းတိတ်ပြီခင်ဗျဘာမှလုပ်ခွင့်မရှိတော့မလုပ်တော့နဲ့ဘာမှမလုပ်တော့နဲ့ဖြစ်နိုင်လို့ရှိရင်7 နာရီလောက်မှရေချိုးပလိုက်မုစတာဟ်ဆွန်နတ်ဖြစ်နိုင်ရင်ရေချိုးလိုက်ပူလိုက်မယ်ရေချိုးအဲ့ဒါဆွန်နတ်ရေချိုးပြီးတဲ့အခါမှာအေရမ်နဲ့နေခင်ဗျားတို့အားလုံးအေရမ်နေနဲ့တော့အဲ့ဒါဘယ်မှာပတ်ခဲ့တာမကာမှာပတ်ခဲ့တာလေဟိုတယ်မှာပတ်ခဲ့တာအခုအဲ့ဒီအေရမ်နေနဲ့ရေချိုးပြီးတာနဲ့ထမင်းစားလိုက်ထမင်းတွေတအားအဝအပြဲကြီးမစားဘူးအဝအပြဲကြီးကမနေ့ကဘယင်လိုစားတာဘယ်အချိန်မှနာစားမှာဟိုနေ့လဲစားပပလေးပဲစားဘာဖြစ်လို့ပလေးပဲစားအခုအီဘာဒတ်လုပ်ရတော့မှာဝကူဖေအာရဖာဟာလာအလ်ဟဂျ်အာရဖာဟဂျ်ဆိုတာကအာရဖာကွင်းမြေမှာတဲဖို့အီဘာဒတ်လုပ်ခြင်းကိုခေါ်တာတဲ့အခုအဲ့အချိန်ခင်ဗျာစတော့မှာအဲ့ဒါဘယ်ချိန်ကစမှာလဲနေမွန်းတိတ်နာနဲ့ခင်ဗျာစကားပြောခြင်းရပ်ပါခင်ဗျာလည်းဘယ်သူမှစကားပြောမှာမဟုတ်ခင်ဗျာလည်းပြောမှာမဟုတ်တော့ဟိုမင်းနာတော့ပြောတယ်မဟုတ်လားဒီမှာမပြောတော့အဲ့ဒီမှာခင်ဗျာတစဘီကိုင်တော့စာအုပ်ကိုင်တော့ကုရ်အာန်ကိုင်တော့တစ်ချိန်လုံးဖတ်ပြီးတော့အဲ့ဒီတဲ့မုံမြတ်တဲ့အချိန်ဘဝမှာမရှိတော့အဲ့ဒီမှာဘာလုပ်ရမှာလဲတော့ဘာလုပ်ရမှာအလာရဲ့ကျွန်တော်ဘဝကျွန်တော်မျိုးပြောင်းပါပြီဒီနေ့ပြောင်းပြီဒီနေ့အာရဖာနေ့မှာကျွန်တော်ပြောင်းပါပြီဘဝအရင်တော့လို့ဗျမ်းမတာဘဝကိုမတိဆောက်တော့ပါဘူးဒီနေ့ကစပြီးပြောင်းပါပြီအလာရဲ့အလာကျွန်တော်ပြောင်းပေးပါဘဝပြောင်းပေးပါလူလိမ္မာဘဝကိုအလာနှစ်တက်တဲ့ဘဝကိုချီးမြှင့်ပါဘယ်တော့မှနမတ်ကိုမလွတ်တော့
3 raka Maghrib ko 3 raka ba ma le bene naraka to Maghrib 3 raka Isha naraka Maghrib ko Isha ko pi ma sunnat de phat do no Maghrib 3 raka pi chen Isha ta phat Kaum Lama kaya ha Maghrib chen yauk bi he Maru lama Maghrib phat lai me ma pai mu Muzdalifa ရောက်ခါမှပဲအေရှာအချိန်ရောက်မှမဂရိဘကိုအေရှာရောအေရှာအချိန်မှာဖတ်ရမှာနောက်တစ်ခုဖြစ်နိုင်သေးတာတစ်ခုပြောပြအောင်အခါတလေကြလို့ရှိရင်ကားကလမ်းမပြီးတော့အေရှာအချိန်လဲမုဇဒလီဖာမရောက်ဘူးဆုဘေစာတစ်အချိန်ကြီးမရောက်သေးဘူးဗျာမောင်းနေတာမောင်းကားတွေကလည်းကြက်နေတယ်ထွက်လို့မရဘူးမောင်းနေတာမရောက်နိုင်မုဇဒလီဖာကိုမရောက်သေးဘူးဆုဘေစာတစ်ဖြစ်နေပြီ၄နိုင်ထိုးနေပြီအဲ့ဒါဆိုရင်တော့အဲ့နေရာမှာပဲပြန်မဂရိဘကိုအရှာကိုဖတ်လိုက်ဘယ်နေရာမှာရောက်နေလဲရောက်တဲ့နေရာမှာမဂရိဘကိုအရှာကိုဖတ်လိုက်အဲ့လိုတော့ဖြစ်ခဲပါတယ်ဒါပေမဲ့ကျွန်တော်တစ်ခါဖြစ်ဘူးလို့ကျွန်တော်အာရဖတ်ကထွက်တာအရှာပြီးမုဇဒလီဖာရောက်တာနောက်တစ်နေ့နေ့လေတနာရီမှရောက်တယ်နောက်တလေအဲ့ဒီတညလုံးကားမောင်းနေတယ်တမနက်လုံးလဲမောင်းနေတယ်အမှား6မိုင်လောက်ပဲရှိတယ်လမ်းမာပြီးတော့ဘယ်ရောက်သွားမှမသိဘူးနောက်တရက်ဇလဟဂျလာ10ရက်နေ့လေတနာရီရောက်မှမုဇဒလီဖာရောက်တယ်အဲ့လိုလေဖြစ်တတ်တယ်ဒါပေမဲ့ဖြစ်ခဲပါလေအဲ့တော့မုဇဒလီဖာရောက်ပြီးနမတ်နကာတ်ဖတ်နှစ်ချိန်လုံးဖတ်ပြီးပေါင်းပြီးဖတ်ပြီးဆိုအခုဘာလို့မှာတော့အဲ့တော့မယ်အဲ့ရမယ်လေခင်ဗျာဟိုမှာတစ်ချိန်လုံးဖတ်လာတာဘယ်မှာအာရဖတ်မှာအဲ့ဒီမှာခင်ဗျာခေါင်းတစ်ဝက်တော့ကိုက်နေပြီခင်ဗျားတို့ခေါင်းကိုက်နေပြီအဲ့ဒါလုံးဝခေါင်းကိုက်ပြောက်စိတ်ဆောင်သားလို့အဲ့ဒါကြောင့်ပြောတာအဲ့ထဲမှာလည်းဘစ်ကွတ်လေးဘောင်ဘောင်လေးဟိုမှာအများကြီးပေးမှာအာရဖတ်မှာအများကြီးပေးမှာဘစ်ကွတ်တွေပေါင်မုံတွေဘာတွေအချိုရည်တွေမျိုးစုံအများကြီးပေးမှာအဲ့ဒါအဲ့ထဲမှာထည့်တာအကြိုက်ခဲပြောက်စင်းတောက်ပြီးဆိုတော့အစာလေးနဲ့တောက်အောင်ပဲလေအစာလေးတောက်အကြိုက်ခဲပြောက်စင်းအဲ့လိုနေရာမျိုးကျတော့ပါရာစီတာမောကတိုးချင်မှတိုးမှာအစစ်ပဲတောက်တာပါဝေါ်ချင်းတောက်ရင်တောက်ရမယ်နောက်တစ်ခုရှိသေးတယ်ဒီကလိုဒင်အဲ့လိုနည်းနည်းအပြင်းစားလေးတွေတောက်လိုက်တော့မဒီကောင်ကြည်တော့အဲ့ဆိုအရန်ပင်ပန်းထားတဲ့ခါကျတော့ခင်ဗျာခေါင်းကြီးကြိုက်တယ်ဖြစ်တယ်အဲ့ဒီနောက်ဘာလုပ်လိုက်တော့မယ်အချာမုဇဒလီဖာကြောင်းရင်လေကက်မရှိတော့မုဇဒလီဖာမှာကက်မရှိဘူးဘယ်မှာအိတ်ကြပါလဲလမ်းပေါ်မှာဖျားခဲခုနဖျားတစ်ချက်ဝယ်ခိုင်းတာလေအဖျားခဲလေကောင်းမှုတ်ဆောင်းပါလေးချုံဝေးတော့အကြာကြီးလည်းအိတ်လို့မရဘူးလေဘယ်တော့အိတ်2နာရီ3နာရီလောက်ပဲအိတ်လို့ရအိမ်သာတော့တန်းစီရအောင်ပါအိမ်သာမှာလူတွေပြေးနေတယ်အဲ့ဒီအိမ်သာတန်းစီပြီးအိမ်သာတက်ပြီးတော့မှခဏအိတ်ပြီးရင်ညကိုဒါကျွတ်ထဖဇီက်လို့တစဘီဖအစ္စတိဂ်ဖာဖဒူအာတောင်းသူတော်စင်တွေတချို့အာလင်တွေအမိတ်ရှိတယ်မုဇဒလီဖာအဲ့ဒီနေ့ညသည်တဲ့လိုင်လတ်တုလ်ကဒ်ညတဲ့တာမြတ်တယ်အဲ့ဒါကြောင့်အဲ့ဒီနေ့ညကိုခင်ဗျာတံမိုးထားတဲ့နေအမတ်လုပ်ပါကောင်းပြီမနေ့ကျရင်ဖဂျ်ကိုအစောဆုံးဖတ်မယ်ဖဂျ်ကိုအမောင်ထဲမှာဖတ်မယ်ကျွန်တော်တို့ကဒီမှာဆိုလင်းနေမှာဖဂျ်ဖတ်တာလေဟာနဖီယာဒါပေမဲ့တစ်နှစ်ပတ်လုံးမှာဟာဂျီတွေအတွက်အဲ့ဒီနေ့တရက်ပဲဖဂျ်အချိန်ဝင်ချင်းဖတ်လိုက်နောက်ပြီးတော့အဲ့ဒီမှာမဆလာတစ်ခုကယောက်ျားရင်းမာကြီးတွေဒီအဲ့ဒီမုဇဒလီဖာမှာဝကူဖ်လုပ်ဖို့ဝါဂျစ်အမျိုးသမီးတွေနဲ့ယောဂတဲ့တွေအဖိုးအိုတွေခလေးတငယ်တွေသုံးမျိုးဖြစ်သွားပြီ
အမျိုးသမီးတွေတက်ကြီးရွယ်အိုတွေကလေးတငယ်တွေသူတို့ကင်းလွတ်ခွင့်ရှိတယ်မုဇ္ဇလီဖာမှာတဲမခိုပဲနဲ့မီနာကဲမ်ကိုဓာတ်လိုက်သွားလိုက်တယ်သူတို့အတွက်ပိုင်တယ်သွားလို့ရတယ်ဒံပေးစရာမလိုဒီဘက်ကပိုင်နေယောက်ျားကြီးတွေအဖိုးကြီးတွေမဟုတ်တဲ့လူတွေသွားလို့မရဘူးသွားရင်ဒံပေးရမယ်အဲ့တော့ဘာလို့အောင်လဲမုဇ္ဇလီဖာမှာဆုဘေဆာဒစ်အချိန်ကိုစောင့်အောင်ဆုဘေဆာဒစ်ဆိုတာဘာလဲဆယ်ရီနောက်ဆုံးချိန်ပေါ့ဆယ်ရီဆုံးချိန်ကဆုဘေဆာဒစ်အချိန်ပဲအဲ့ဒီအချိန်ရောက်ပြီဆိုရင်အဲ့ဒါဝကုဖ်လောက်ရမယ်ဝကုဖ်အာရဖတ်မှာဝကုဖ်လောက်ခဲ့တယ်မဟုတ်လားအာရဖတ်ကွင်းမြေမှာရတော့နေခဲ့တယ်လို့ဒီမှာလဲစက္ကန့်မြနေလဲရပါဘူးစက္ကန့်9စက္ကန့်နေလိုက်ရင်လေဝကုဖ်အထားမြောက်သွားတယ်တမနစ်နေတိုင်းလဲဝကုဖ်အထားမြောက်သွားတယ်ဒါပေမဲ့မနေလို့တော့မရဘူးမောရင်တမ်ထိုက်မုဇ္ဇလီဖာမှာနေဖို့နေရမှာဘယ်ချိန်လဲဝကုဖ်ကဆိုဘေဇာဒစ်ထွက်ပြီးချင်းအဲ့ဒီမှာခရရှိနေရမှာပြီးရင်အမောင်ထဲမှာပဲဖဂျ်နဝတ်ဖတ်မယ်ဖဂျ်နဝတ်ဖတ်ပြီးရင်နေမထွက်ခင်မင်းနာကိုခြိတက်တော့မယ်ဘယ်သွားတော့မယ်မင်းနာကိုခြိတက်မယ်အဲ့ဒီမုဇ္ဇလီဖာမှာညမှာခဲတေးသေးလေးတွေကောက်အောင်ခဲအလုံး80ကောက်ပါခဲအလုံးဘယ်နှလုံး80ဟိုရေစေးတေးသေးလေးတွေဒီလိုကလဘဲလုံးကလေးတွေကြီးကြီးတွေသွားမကောင်းလို့အကြီးကြီးမလို့ပေါက်လိုက်လို့သူတယောက်ခေါင်းမှန်သွားမှသွေးတွေထွက်ပြီးတော့အဲ့လိုလူတွေလည်းရှိတယ်ကောက်ပေါက်ခဲ့တာဘေးကလူတယောက်ကိုသွားမှလည်းသွေးတွေထွက်မလို့တေးသေးလေးတွေကလဘဲလုံးကလေးတွေအလုံး80ဘယ်မှာကောက်မှာမုဇ္ဇလီဖာမှာကောက်လမ်းဘေးမှာရတယ်အဲ့ဒီခဲလေးတွေကိုဆေးပြီးတော့ဒီလိုရေဘူးတတ်တတ်လေးထဲမှာထည့်ထားမင်းနာရောက်ရင်ရှေတန်3កောင်ကိုခဲပေါက်ရမယ်ဘုံမုဇ္ဇလီဖာညပြီးသွားပြီနော်ဘယ်နဲ့ရောက်ပြီဖဂျေလက်ဖတ်ပြီးပြီမိုးမလင်းတလင်းပေါ့နော်မိုးမလင်းတလင်းနေအောင်ကြီးတွေမဖြာမထွက်ခင်ဘယ်ကိုခြိတက်မှာမင်းနာကိုသွားတော့မယ်ဘာလို့ကိုသွားမှာရှေတန်ခဲပေါက်တယ်ဒီနေ့အလုတ်3-4ခုရှိအဲ့ဒါဇလဟဂျလာ10ရက်နေ့ဖြစ်သွားတယ်ဇလဟဂျလာ10ရက်နေ့ဖြစ်သွားတယ်ဒီနေ့ဒီတိတ်အရေးကြီးတဲ့အလုတ်တွေလောက်ရအောင်ခါအလုံး80ကပါလေ80ကလိုလို့လားကျွန်တော်လည်းတွက်ပြပထမဦးဆုံးရက်မှာရှေတန်အကြီးကိုပဲ9လုံးပေါက်ပါ9လုံးပေါက်ပါပထမဦးဆုံး10ရက်နေ့ရှေတန်အကြီးတကောင်ကိုပဲပေါက်ပါရှေတန်အသေးနဲ့အလတ်မပေါက်ဘူးဟုတ်တယ်နော်အဲ့မှာ9လုံးပါသွားပြီဒုတိယနေ့ဇလဟဂျလာ17ရက်နေ့ရှေတန်အသေးအလတ်အကြီး3ကောင်လုံးပေါက်ပါ21လုံးပါသွားပြီ9 21ဇလဟဂျလာ12ရက်နေ့21လုံးပေါက်ပါရှေတန်အသေးအလတ်အကြီး9လုံးစီ3ကောင်ဘယ်နှလုံးပါသွားလဲ21လုံးစုစုပေါင်းဟို9လုံးကတက်ဆက်တော့ပါဟမ်49အဲ့မှာပြီးသွားပြီအမအဲ့မှာပြီးသွားပြီဒါပေမဲ့73ရက်နေ့အတွက်ကြံတဲ့21လုံးထားတာ73ရက်နေ့အတွက်21လုံးထပ်ထားတာလိုရမယ်ရ73ရက်နေ့ကဘာဖြစ်လို့73ရက်နေ့များခင်ဗျာမေနာကနေမက္ကာကိုမသွားခဲ့တော့ဆိုမဲ့ဇာတိဖြစ်သွားပြီမသွားသေးဘူးဆိုခင်ဗျာအဲ့မှာနေရတော့ဇွတ်သွားလို့ချင်းတားကောင်တစ်ကောင်ပေးရမယ်ခဲတန်ခဲပေါက်ပြီးမှသွားရိုက်တန်ခဲပေါက်တဲ့အချိန်ကြီးအခုပြောသဘောပေါက်လားအားလုံးရဲ့ကိုစားဟိုက်ပူကြည်စောက်ပါရဲ့စောင့်ရှောက်ရဲ့ကုမ္ပဏီကိုကျွန်တော်ကကျေးဇူးတင်ပါတယ်အပိုက်တိုက်ပေးတယ်ဒီစီဇန်လေးဆွဲပေးတယ်ဟောစားကစားအဲအားမရှိဘူးဟောတော့အားမဟုတ်မသိလား
အေးဖာဇိုးပဲဖာတော့မှာဇိုးပဲဖာမယ်တောက်ကြကျွန်းမှာဖတ်เสียမလို့ဇိုးဖာအေးဟုတ်ဟာနော်စာအလ်ဟမ်ဒူလ illah အလ်ဟမ်ဒူလ illah ဒီ နားရမှာတော့ကြားလေးပြန်ဒီမှာနဲ့ဂျမန်နဲ့ဖတ်ကြတယ် အေး လူသမီးရောဂျမန်နဲ့ဖတ်တာကောင်းလားကိုမနဲ့ဖတ်တာကောင်း အော်အေးနော် ကံရတော့တစ်ခုနဲ့ ဟုတ်တယ်ကွဲနေတယ် သူရဂျမန်နဲ့ဖတ်တာကိုမဖတ်တော့ကျန်ဒီလေးပါမှာပေါ့ဂျမန်နဲ့ဖတ် မင်းနာမှာတော့ ကမှာတော့ မင်းနာမှာပေါ်တော့မင်းနာမှာပို့ပြီးတော့ဒီကတ်ကမ်တခုရဲ့ဟိုဦးစလီဘာကြကွဲကုန် ဆွဲဒီသမီးရဲ့ဒီမှာ နှမျိုးလုံးဖတ်လို့ရတယ်ယောက်ျားတွေနောက်ကဖတ်လဲလိုက်ဖတ်လဲရတယ်ကိုယ့်အကူဖတ်လဲရတယ်နှမျိုးလုံးရတယ်တော့ဒါအယူမသိရအောင်နော်အယူမသိနဲ့လို့ရတယ်ဒီကလေးကနာမေးတယ်မင်နာတို့မုဇလီဖာတို့အာရဖတ်တို့မှာတဲ့မိန်းကလေးတွေနဲ့ယောက်ျားလေးတွေလည်းကပ်တစ်ခုတည်းပဲလေဒါပေမဲ့ခြားထားတာပေါ့ဟိုဘက်ကမိန်းကလေးတွေဒီဘက်ကယောက်ျားလေးတွေအဲ့တော့ယောက်ျားလေးတွေရဲ့နမတ်ကိုတဲ့မိန်းကလေးတွေရောလိုက်ဖတ်လို့တင့်တော်လားတဲ့လိုက်ဖတ်လို့ရတယ်အစဉ်ပြေတယ်ဆိုရင်တော့ရပါတယ်လို့အကယ်၍အစဉ်မပြေဘူးဆိုကိုယ့်အကူပဲဖတ်လိုက်တော့နော်အခုနကျွန်တော်တခုပြောချင်တယ်လား73ဟို20လုံးပိုကောက်ထားတယ်လေ12ရက်နေ့ဇီလဟဂျ်က12ရက်နေ့ကြာရင်ဒီကမ်နေလေခင်ဗျမင်းနာကမ်နေအကုန်သူလိုက်ပြီးပြင်မလိုက်ဘူးခင်ဗျနေလို့မရဘူးနေလို့မရပြန်တော့သွားတော့မကသွားတော့အဲ့လိုဒါပေမဲ့90ဘာလို့ကောက်တာဆိုမကောက်လည်းရတယ်ခုန40နဲ့ဘယ်လောက်40လုံးရပြီဒါပေမဲ့ကောက်တာတော့ဘာကောင်းလဲတခါလေးတို့ပေါက်မဲ့မုဇလီဖာနေမင်းနာသွားပြီသွားတော့နှမျိုးသွားလို့ရတယ်ခေါင်းဆောင်တွေရဲ့လေဝယ်မှုပေါ်မှာအခြေခံတယ်တချို့ခေါင်းဆောင်တွေရမ်းတက်တော်တယ်အဲ့မှာယထာရှိတယ်ဗျာ free နော်ယထာပေါ်တက်လိုက်ဘုရားဘူတာယုံသွားဘူတာယုံမှာယထာပေါ်တက်ဆို2မိနစ်ဆိုရောက်ဘယ်လိုဂျမရတ်ကိုရောက်သွားတယ်ဂျမရတ်ခြေကငဲပေါက်ကိုရောက်သွားတာနားမလဲတဲ့ကျွန်တော်တို့လူနဲ့သွားရင်တော့ခင်ဗျာလမ်းလျှောက်လမ်းလျှောက်လဲတလ်ဘီယာဆိုနေပေါ့ဗျာတလ်ဘီယာဆိုရှောက်တလ်ဘီယာဆိုရှောက်ဆဝတ်တော့ရမှာပါဆဝတ်ပြမှာသွားမင်းနာရောက်သွားပြီကမ်ကိုရင်သွားခြင်းလဲသွားလိုက်တော့ကမ်ကိုပစ္စည်းတွေထားနာတရေတမောအိတ်လိုက်
အဲ့လိုမှမဟုတ်ဘူးနော်ဘူးငါတို့ကတော့တခါတည်းဓာတ်ရိုက်ပဲခဲသွားပေါက်လိုက်တော့မယ်အဲ့တော့ဒီထဲမှာခဲအလုံး80ပါတယ်အဲ့တော့ရှေတန်အကြီးကိုပဲပေါက်မှာအဲ့နေရရှေတန်အသေးရောအလတ်ကိုသူတက်ချစ်ခတ်ပြီးတော့ပိတ်ထားလိုက်မယ်ခဲပေါက်ချင်လည်းပေါက်လို့မရဘူးသူပိတ်ထားတယ်ရှေတန်အကြီးကိုပဲဖွင့်ပေးထားတယ်ရှေတန်အကြီးကို9လုံးပေါက်မယ်အကယ်ခင်ဗျာကိုစားပေါက်မဲ့လူဆိုလို့ရှိရင်ပထမကိုယ်ခဲကိုရင်ပေါက်ပြီးမှသူများဥမာအမေပါလာတယ်အမေကမလျှောက်နိုင်အပါပါလာတယ်အပါမလျှောက်နိုင်သူကိုစားခဲ9လုံးပေးလိုက်တယ်ငါသားရေငါပပအတွက်ကိုပေါက်ပေးပါအမအတွက်ပေါက်ပေးပါရတယ်ပထမကိုယ်ခဲကိုအရင်ပေါက်ပါကိုယ်ခဲ9လုံးပြီးမှဘသူ့ကိုပေါက်ပေးမယ်အမနဲ့အပါဒါပေမဲ့ तू ကကိုယ်စလဲလွှဲရမယ်နော်ကိုယ်စလဲမလွှဲပဲနဲ့ तू ကဘာမှပြောပဲနဲ့အပါအတွက်ငါပေါက်ပေးလိုက်မယ်အမအတွက်ပေါက်ပေးလိုက်မယ်မပိုင်ဘူးအပါကိုယ်စလဲလွှဲရမယ်အမလည်းကိုယ်စလဲလွှဲရမယ်အောက်ပုံပေါက်ကြီးတော့ခင်ဗျားတို့သိမှာပါခဲကတိတ်တိတ်လေးပဲဖြစ်ရမယ်လက်ညိုးနဲ့လက်မနဲ့ဘစ်မင်လာဟီအလ္လာဟူအက္ဘာဘစ်မင်လာဟီရှေ့အားဖတ်ရင်ခင်ဗျာအဲ့လောက်ပဲရပြီဘစ်မင်လာဟီတလုံး तू ကအဝိုင်းကြီးရှိတယ်အဲ့ဒီအဝိုင်းထဲကိုရအောင်ထည့်လိုက်ဟိုတိုင်ကြီးကိုမှန်လို့မှန်ဖို့မလိုဘူးတိုင်ကိုမှန်ပြီးပြန်ထွက်သွားရင်အဲ့ဒါခဲအထမမြောက်ဘူးအဲ့ဒီအဝိုင်းကြီးရှိတယ်အဲ့ဒီအဝိုင်းလေးတော့ဖြစ်တယ်9000လောက်ကနေ9000အဝေး3000 4000 9000အဝေးလောက်ကနေဘစ်မင်လာဟီအလ္လာဟူအက္ဘာرغما للشيطان ورضا للرحمن اللهم اني اسالك حجا مبرورا وسعيا مشكورا وذنبا مغفورا اما اشي ارا خيا يا بابا اور بلاو بیسو بسم الله بسم الله الله بسم الله الله ခုနှလုံးပေါက်ပြီးမှအမအတွက်ခိုင်းလိုက်တယ်ဆိုမှအပါအတွက်အပါခိုင်းလိုက်မှခုနှလုံးသူ့အတွက်ပေါက်ပြီအမြဲမှတ်တာရှိုက်တန်ကြီးကိုကဲပေါက်ပြီးရင်တို့တောင်းစရာမလိုဘာလဲဘာကိုကဲပေါက်ပြီးအကြီးတော့ကဲပေါက်ပြီးထရပ်ပြီးတော့တို့မတောင်းအောင်ပထမနေ့ဒုတိယနေ့တတိယနေ့ဘယ်နေ့မှမတောင်းအောင်ရှိုက်တန်ကြီးကိုပေါက်ပြီးတို့မရှိဘူးဒုတိယနေ့လာပြီအချာပထမနေ့မှာကိုကဲပေါက်ချိန်ပြောမယ်ပထမနေ့ဒုတိယနေ့တတိယနေ့ခဲပေါက်ချိန်ကြီးကွာတယ်10ရက်နေ့ကပထမနေ့ခဲပေါက်ချိန်ကနေထွက်တာနဲ့စတယ်နေထွက်တာနဲ့စပြီးနေထွက်တာနဲ့
Tua vez era da. Sério. ပါတယ် Tua vez era da. Sério. Era só uma era de que bom que vai. Aba já lá quando a coisa não deu. É que mas o vídeo. Quando ele vídeo. Aba já. အော်ပြောပါ Acaba sendo mais. É que mas. နောက်မှလာပြီးတော့ဘာလုပ်မှာလဲ Vai não que. သူမိကုံကောင်းတယ်သူကဘာမေးရလဲဆိုတော့အဲ့လေးခုဟာတဲ့အစင်လိုက်လောက်ရမှာဟုတ်လားအဲ့ထမှာတဝါဖိဇီယာရတ်ကအစင်လိုက်လောက်တဲ့ထဲမှာမပါဘူးဟိုသုံးခုပဲပါတယ်တဝါဖိဇီယာရတ်မပါဘူးသူကမေးတာဘာမေးလဲဆိုဒီပိုင်းကအကယ်၍ဆင်းအောင်သူ့တဲ့ရှင်းအောင်ကျွန်တော်ပြောသူမေးတာတဲ့ကျွန်တော်တက်ရှင်းမယ်ကားသမားခင်ကားရသွားတယ်ဗျာဘယ်ကနေရသွားလဲမုဇ္ဇလီဖာနေဒါလိုက်မင်နာသွားမယ်ခင်လိုက်မလားခင်တရား90ပေးရမယ်လို့ဆိုလိုက်မယ်ခင်လိုက်သွားရောမင်နာမရောက်ဘဲနဲ့ဒီကောင်ဘယ်မှသွားတာတော့မက္ကာဟာရမ်ကိုမောင်းပါဟာရမ်ရောက်သွားဟာမင်နာလို့ပြောပြီးတော့မင်းကွာဟာရမ်လို့ငါ့ကိုခေါ်လာတယ်ကွာကိစ္စမရှိဟာရမ်ရောက်တဲ့သူမထူးတော့အဲ့ဒါဇလာကျတဲ့10ရက်နေ့သူကဘာလုပ်လိုက်လဲတော့ပဲဇယာရတ်လုပ်လိုက်အခုဒီခြေတန်ကြီးကဲမပါပါသေးဘူးကုရ်ဘာနီလည်းမလုပ်ရသေးဘူးခေါင်းလည်းမတော့ရသေးဘူးအေရမ်လည်းမကျွတ်ရသေးဘူးတော့ပဲဇယာရတ်ကြီးဟာရမ်ရောက်သွားတဲ့အတွက်တော့ပဲဇယာရတ်အရင်ဆုံးလုပ်လိုက်မယ်ပိုင်လားပိုင်တယ်ကောင်းပြီဆဝါရော့ပါဘာဖြစ်လို့ဆွန်နတ်တော်နဲ့ဆန့်ကျင်အဲ့ဒါဆွန်နတ်ပြီးမှလောက်ပါတို့ကြိုလုံးလိုက်တယ်ဘာဖြစ်လို့အဲ့နေရာလည်းခင်ဗျာပြန်သွားဖို့ဘာဖို့မလွယ်ဘူးကျွန်တော်ဆိုရင်လည်းကြိုလုံးခိုင်းလိုက်ရပါတယ်ရောက်တဲ့သူမတူလုံးလိုက်တော့ပြီးမှသွားမယ်ရှေတန်ကြီးကဲပေါက်မယ်ကုရ်ဘာနီလုပ်မယ်ခေါင်းတုံးမယ်အေရမ်ကျွတ်မယ်နောက်လုပ်တာပေါ့ဗျာအခုကျွန်တော်ရောက်လာတဲ့သူတော့မထူးတော့ဘူးသွားဖီစီယာရတ်ဆိုတာကတော့အသက်နဲ့ရင်းပြီးလောက်ရတာအသက်နဲ့ရင်းပြီးလောက်ရတာစအီယောအဲ့တော့ကိုရောက်လာတဲ့အချိန်မှာလူကမရှိဘူးချောင်းနေတော့မှအလ်ဟမ်ဒူလ illah တခါလေလုတ်ပြလိုက်တဲ့ဆွန်နတ်တော်နဲ့တော့စမ်းကျင်သွားတယ်ဇဝါဘ်တော်ယော့သွားတယ်ပိုင်သွားလားပိုင်သွားဘာမေးဦးမလဲအခုဘယ်ရောက်သွားတာတော်ပြီဇယာပြီးသွားပြီအဲ့တော့တော်ပြီဇယာပြီးသွားပြီဆိုတော့ခင်ဗျာမကာဟိုတယ်လေးပါလေးတွားပြီးတော့ပစ္စည်းတွေပါလေးဓာတာတို့ယူတာတို့လှုပ်လိုက်ခဏတစ်ပြုတ်လဲကျိုးလိုက်လို့ရတယ်ခဏကျိုးလိုက်ရေလေးပါလေးချိုးလိုက်ဟိုတယ်ရောက်လာပြီပဲအခုစားလေးပါလေးလဲလိုက်ခဏအဲကွန်လေးဖွင့်ပြီးတော့နှက်လိုက်ဒါပေမဲ့ညကြရင်မုဇ္ဇလီမင်းနာပြန်အိပ်ရမယ်ညကြပဲပြန်အိပ်မှာလေမင်းနာပြန်အိပ်ရမယ်ဘာဖြစ်လို့တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ရဲ့ဆွန်နတ်ဖြစ်ဆဝါပြမင်းနာပြန်ရတာဒုက္ခရောက်တယ်ကားငါလို့မရဘူးတော်တော်ခက်တာကောင်းပြီကားငါတယ်ကားငါလည်းခင်ဗျာတဏှာချခဲ့မှာအဲ့ဒီကံကိုခင်ဗျာရှာမရဘူးခင်ဗျာကံကိုခင်ဗျာရှာမရဘူးမလွယ်ဘူးအဲကြောင့်လူငယ်တွေလို့တယ်လူငယ်ကငယ်ငယ်တွေလူကြီးတွေမရဘူးလူငယ်တွေကမှတ်မိတယ်ဘယ်တော့ဘယ်လိုသွားငါတို့ကဲကိုရောက်မယ်ဒီကောင်ကြီးနှင်းနေလူငယ်တွေနဲ့မိတ်ဖွဲ့တာမှာအဲ့ဒါညတော့ဘယ်ပြန်အိမ်မှာတော့ဘယ်နာပြန်အိမ်မယ်ကျွန်တော်နောက်ဆုံးဟတ်ကိုကျွန်တော်လုပ်ခဲ့တဲ့ပေါ့ပြက်နိုင်တာလေးကျွန်တော်ပြောပြမယ်မလုပ်တဲ့ကိစ္စကျွန်တော်ကြောက်တာမေနာမှာအိမ်သာတန်းစီရမှာအရန်ကြောက်နောက်တစ်ခုဘာကြောက်လဲဆိုမေနာကိုကားနဲ့သွားပြီးကန့်ကိုရှာမတွေ့တာအရန်ကြောက်အဲ့တော့ဘာလုပ်တယ်လဲဆိုမင်းမကာဟိုတဝါဖေဇီယာရတ်တို့ကိုသွားတယ်မဟုတ်လားသွားပြီးတော့ကျွန်တော်ဘာလုပ်လဲဆိုရင်တဝါဖေဇီယာရတ်တို့ပြီးတော့မေနာမပြန်တော့မကာအဲတဲကိုကမှပဲနေရောညောင်းနေလိုက်တော့အဲ့တော့ဘာဆုံးရှုံးသွားတော့ဆွန်နတ်တော်ဆုံးရှုံးသွားတယ်လုပ်တယ်မလုပ်တယ်ခင်ဗျားတို့မလုပ်ဘူးကျွန်တော်နောက်တစ်ခါ high သွားရင်အဲ့ဒါမျိုးမလုပ်တော့တော့ဘာလုပ်လဲမလုပ်တော့ဒုက္ခရောက်ချင်တော့ရောက်စီမင်းနာပဲပြန်အိမ်
ဘာဖြစ်လို့တမန်တော်မြတ်ဆလ္လာလာဟ်အလိုင်းဝါဆလမ်ညမိနာမှာပဲအိတ်ခဲအိမ်သာတန်းစီပေါ့ဗျာဘာဖြစ်လဲကဲမပြောင်းနေလဲကဲကိုရအောင်ရှာပေါ့ဗျာဘာဖြစ်လဲဟိုမကာမှာသွားပြီးတော့တဲခုတ်ကမှကျိုးလိုက်တာတော့အရသာတော့ရှိတာပေါ့ဗျာသိပင်မနေတဲ့အချိန်အရန်ကောင်းတာပေါ့ဒါပေမဲ့ဆွန်နတ်တော်နဲ့ဆန့်ကျင်တဲ့အတွက်သဝတ်ပြီးဆုံးရှုံးသွားတယ်ဘဝမှာဗျာတခါပဲဟဂျ်လုပ်ခွင့်ရတာရောက်ဆမ်းပါစေဒုက္ခရောက်ဆမ်းပါစေဆွန်နတ်တော်တိုင်းလုပ်ပါပေါ့အဲ့ဒီပေါ်ရောမှုတွေမဖြစ်တယ်နော်မင်းသားပဲပြန်ရေးကာမပတ်စံနဲ့သုံးလိုက်ကဲ့ပေါ်မှတ်တာကဲ့ဘလောက်လဲအဲ့တော့မလွယ်ဘူးပြန်ရောက်အခုကျွန်တော်10ရက်နေ့ရောက်ပါ10ရက်ပြီးသွားရင်နော်17ရက်နေ့စမေရဘင်နာပြန်ရောက်သွားရင်မင်းသားမှာဘာမှလည်းမရှိတော့ဘူး17ရက်နေ့မှာခဲပြန်ပေါက်ပါမယ်10ရက်နေ့ခဲပေါက်ခြင်းဘယ်ချိန်ရဘယ်ချိန်ထိလဲမနဲ့နေထွက်ချိန်ရစတယ်နေထွက်တာနဲ့ပေါက်လို့ရပြီနောက်ဆုဘေစာတိခိပေါက်လို့ရဆုဘေစာတိခိတော့ဘယ်သူမှပေါက်မှာမဟုတ်ပါဘူးနေဝင်ချိန်ကြီးပေါက်ပြီးတာမနဲ့အစောပေါက်လေရတာပဲမုဇလီဘာလာတဲ့ပေါက်အခုကကျွန်တော်ပြောတာကိုရှင်းလင်းလို့နေရာတွေခွဲထားတဲ့အခါကျပေါက်မဲ့လူတော်မှနင်းနေအဲ့နေရာအာရဖတ်မကာလာပြီးတော့တော့ပဲဇီယာနဲ့တော့စိတ်လည်းပြေးမယ်နော်စိတ်လည်းပြေးရမယ်နော်စိတ်မပြေးလို့မရဘူးပြီးလို့ရှိရင်ခင်ဗျာမင်းသားပြန်မယ်မင်းသားမှာညအိတ်မယ်ညအိတ်ပြီး17ရက်နေ့ဇီလဟဂျ်လာ17ရက်နေ့သူကပထမ10ရက်နေ့ကလို့နေထွက်တာနဲ့ခဲပေါက်ချိန်မရောက်သေးဘူးသူကနေမွန်းတိမ်မှခဲပေါက်ချိန်ရောက်17ရက်နေ့ရော12ရက်နေ့ရောခဲပေါက်ချိန်ကနေမွန်းတိမ်မှရောက်10ရက်နေ့တခုပဲနေထွက်တာနဲ့ရောက်တာမှတ်မိတယ်နော်10ရက်နေ့မှာခဲပေါက်ချိန်ကနေထွက်တာနဲ့ပေါက်လို့ရပြီ17ရက်နေ့နဲ့12ရက်နေ့မှာနေမွန်းတိမ်တာကိုစောက်ရမယ်နေမွန်းတိမ်မှာခင်ဗျားသွားပေါက်လို့ရမယ်ပေါက်ပြီးမကသွားကြမလို့တော့ဘူးတော့ပဲဆရာတော့ပြီးသွားပြီလေမင်းကပြန်လာခဲ့တော့ပြန်လာအေးစေးစေးနမတ်ဖာအရီမှာတပီရာတရှိရကဖာမယ်နော်အလ္လာဟ်နမတ်ပြီးတိုင်း73ရက်နေ့အစဒီဖာမှာလေအလ္လာဟ်အက္ဘာအလ္လာဟ်အက္ဘာလာအီလာဟအီလာလ္လာဟ်ဝအလ္လာဟ်အက္ဘာအလ္လာဟ်အက္ဘာဝလိလ္လာဟ်ကောင်းပြီ7ရက်နေ့ရောက်ပြီနေမွန်းတိမ်ပြီကျွန်တော်ရှယ်တန်ကျဲပေါက်တော့မယ်ဒီနေ့ကရှယ်တန်ကြီးပဲမဟုတ်တော့ပဲနဲ့ရှယ်တန်အသေးရစမယ်ရှယ်တန်အသေးပြီးတော့အလ္လာဟ်ပြီးမှအကြီးပေါက်မယ်ရှယ်တန်အသေးကိုပထမဆုံးခုနှလုံးပေါက်မယ်ဘစ်မင်လာဟ်အလ္လာဟူအက္ဘာဘစ်မင်လာဟ်အလ္လာဟူအက္ဘာခုနှလုံးပေါက်ပြီးရင်ဒွါတောင်းအောင်ဝမ်းတပြန်လောက်နောက်ဆုံးဟိုကနေနိုင်စင်ကြီးမြင်ရလိမ့်မယ်အခုနိုင်စင်တွေ့တော့ကာဘာဘေးမှာတတ်တနိုင်စင်ကြီးအဲ့နိုင်စင်ကြီးကိုကြီးဟောမနိုင်စင်ကြီးအဲ့ဒီဘက်ကိုလှည့်ပြီးတော့အဲ့ဒါကာဘာကျောင်းတော်အောက်မှာကာဘာကျောင်းတော်ရှိတယ်အဲ့ဒီဘက်ကိုလှည့်ပြီးတော့အာယတ်တော်90ဆမ်းမြဒွါရှည်ရှည်လေးတောင်းအောင်ဒွါကဘုလ်ဖြစ်တယ်ကိုမိသားစုတွေကိုနိုင်ငံကိုဆွေမျိုးအားလုံးကမ္ဘာရှိမွတ်စလင်တွေအတွက်ဒွါတောင်းဒါရှယ်တန်အသေးမှာနော်ပြီးရင်ရှယ်တန်အလတ်စီလာအလတ်ကိုခုနှလုံးပေါက်မယ်အကယ်ကိုစားဆိုလို့ရှိရင်လည်းကိုစားပေါက်မယ်ခဲကကိုယ်ခဲပေါက်ပြီးရင်သူ့ခဲပေါက်ပြီးပေါ့ပြီးမှဒွါတောင်းရှယ်တန်အလတ်စီရောက်ပြီဆိုလို့ရှိရင်လည်းခဲခုနှလုံးပေါက်ဘစ်မင်လာဟ်အလ္လာဟူအက္ဘာရဂမန်လီရှေတန်ဝရီဒန်လ်ရဟ်မန်اللهم اجعله حجا مبرورا وسعيا مشكورا وذنبا مغفورا اري دعا لي وفنا انه قولا بيه شيطان الله ما له به ဝါးတပြန်လောက်နောက်ဆုတ်ပြီးတော့ဩနိုင်စီရှိရဘက်ကိုလှည့်ပြီးတော့လက်နှစ်ဖက်မြောက်ပြီးတော့ဒွါတောင်းမယ်ရှေတန်အလတ်ကိုပေါက်ပြီးမှအခုဘယ်ဦးလာမှာလဲရှေတန်အကြီးရှိတာရှေတန်အကြီးကိုလည်းတကယ်ခုနှလုံးပေါက်မယ်ပေါက်ပြီးဒွါတောင်းမလားဒွါမရှိဟုတ်တယ်အသေးမှလည်းရှိတယ်အလတ်မှလည်းရှိတယ်အကြီးမှမရှိဘူးပထမဆုံးနေ့မှလည်းမရှိဘူးဒုတိယနေ့လည်းမရှိဘူးတတိယနေ့လည်းမရှိဘူးအကြီးမှသွားမရှိဘူးအဲ့ဒါပြီးတာနဲ့ဘယ်ပြန်တော့မယ်
17ရက်နေ့လားဟမ်17ကဲပြန်တော့ခင်ဗျာမင်းနာရဲ့ကဲကိုပြန်အဲ့ဒီမှာပဲနမ9ချိန်ပါအလာလာလုံးပတ္တနဆုံးအချိန်မဖြုံးနဲ့ကုရ်အာန်တီလာဝတ်သုံးဇီကီလုံးနော်အတင်းမပြောနဲ့ယောက်ျားစုမိအဖြစ်မိန်းမစုမိအတင်းနေရှောင်ရမယ်နော်ဘယ်နဲ့ဟိုမြေပေါ်သွားပြီးတော့သူများမကောင်းကြောင်နေသွားပြောနေခင်ဗျာအဲ့ဒါကိုယ်ဆောက်ပြီးသူရှိပါသွားတော့မှာမပြောနဲ့ဟောမီ12ရက်နေ့ဒဲပေါက်ခြင်းပဲချိန်ရစမယ်နေမုန်းတိတ်ရဲ့ချိန်မှာစအဲ့ဒီမှာခင်ဗျာထုတ်လွယ်လိုက်တော့မကားနေအထုပ်ပါလာလားအဲ့အထုပ်ကိုခင်ဗျာလွယ်ကြောပိတ်အိပ်ပိုင်ကြောပုတ်အိပ်မဟုတ်လို့ရှိရင်အိတ်တစ်လုံးနဲ့ခေါင်းပေါ်မှာရွက်မှလားရွက်အဲ့ဒီတော့ပစ္စည်းတွေအများကြီးယူမလာနဲ့လို့ပြောတာဒီနေ့ပြန်တော့မှအခုပဲသွားမှနေမွန်းတိတ်ပြီဟေးခဏလေးနေငါတို့အုပ်စုလိုက်ရှေတန်ကဲပေါက်မယ်ပထမဆုံးအသေးကိုပေါက်မယ်ဒွါတောင်းမယ်ပြီးရင်အလက်ကိုပေါက်မယ်ဒွါတောင်းမယ်ပြီးရင်အကြီးကိုပေါက်မယ်ဒွါတောင်းပြီးတာနဲ့မကပြန်တော့မယ်အဲ့ဒါအပြီးပဲမင်းနာတော့မလာတော့မကောက်ဘယ်လိုပြန်မလဲအဲ့ဒီရှေတန်ကဲပေါက်တဲ့နေရာကနေခက်လန်းလောက်ကိုကြည့်လိုက်အမိုးကြီးတွေ့လိမ့်မယ်အမိုးရှည်ကြီးတွေ့လိမ့်မယ်အမိုးပဲတွေ့လိမ့်မယ်အမိုးကြီးအဲ့ဒီအမိုးကြီးအောက်ကိုသွားအဲ့ဒီအမိုးကြီးအောက်ကနေပြီးတော့ရှောက်တော့ကားတွေဘာလို့မရဘူးကားတွေအကုန်လုံးအင်ဂျင်ပိတ်ပြီးရပ်နေလိမ့်မယ်လားမဟုတ်ပါသွားလို့မရဘူးအဲ့တော့အမိုးကြီးအောက်ကနေရှောင်းဘယ်ရောက်သွားမှလဲတဲ့လားဟာရမ်ရောက်သွားမစဂျစ်ဟရမ်